တေချာလေးကြီးနော်နှလုံးပေါင်းနေလေမမကြီးနဲ့လက်ရည်လေးနဲ့တေချာလာအောင်ရှင်နော်အေးပါထမင်းစားချင်လေရောက်ပြီကွာထမင်းလေးပါလေစားအောင်ထမင်းဝမ်းပြန်ရတော့ ယောက်ျားပဲရစားလိုက်ပါလားယောက်ျားရဲ့ ဟောဘာဖြစ်လို့လဲ မိန်းမလေးဘိုက်ကလေးစားလာလို့မစားလာလို့ကျတော့လေဘာစားကြလို့စားကြမလားမသိဘူးဖြစ်နေယောက်ျားရဲ့ဟုတ်တယ်ပါနည်းနည်းတော့လို့ပဲတမန်ကိုတော့ဘလို့နေပြကရွေးနေတော့ပြက်နေသေးတာအော်ဟုတ်ပါပြီအဲ့ဆိုရင်ဒီနေ့ဒိုသားဘတ်တွေအပြစ်မသွားစားကြတယ် ဟာတကယ်လား တကယ်ရှင်တကယ်ပြောရလားယောက်ျား တကယ်ဘောဟာ တော့မအောင်နော် ဟောမလိမ္မာဘူးသမီးอ่ะတကယ်အပြစ်မသွားစားမယ် ဒါဆိုဒိုသားမင်းရောက်အင်ကြီးလဲပြီးတော့ပြင်လိုက်စင်လိုက်အောင်မယ် မလေးဘာမှဝစားရပါလဲမနေနဲ့ဒီတိုင်းလေးလာပြီးသား ပြီးရောအဲ့လိုသွားကြမယ်လေ ကဲရောဒါသမီးလေးတို့ကဲရောဒါမိမအတွက်ကဲကြည့်လားအခုလိုတစ်ခါတလေအပြင်းလေးပါလေးထွက်စားတော့ပိုးဝင်တာပေါ့ဟုတ်လားဖတ်ကြဘုံလုံးဖတ်ကြ